မင်္ဂလာပါမိုးအေးအေးလေးနဲ့စူပါဆန်ဒေးနေ့လေးမှာတော့တရက်ကိုဖန်ရှင်တစ်ခုအစီအစဉ်ကနေ Index Match Combination အကြောင်းလေးကိုရှင်းပြပါမယ်။ဘာဖြစ်လို့ Combination လို့ပြောရတယ်လဲဆိုလို့ရှိရင် Index က function တစ်ခု Match က function တစ်ခုနဲ့သူကနှစ်ခုပေါင်းထားလို့မို့ Index Match Combination လို့ပြောခြင်းဖြစ်ပါတယ်။ပထမဆုံးဒီ Index ရဲ့ function syntax ကဒီဟာလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ရေးပြထားတယ်။သူ့ရဲ့ syntax ထဲမှာဆိုရင်သူက array တစ်ခုပေးရမယ်ပြီးရင်သူ့ကို row number တစ်ခုပေး column number တစ်ခုပေးအဲ့ row နဲ့ column နဲ့စုံတဲ့နေရာမှာရှိတဲ့ဆဲခွက်ကလေးကိုပြန်ပေးမှာပါဆိုပြီးတော့ပြောတာဖြစ်ပါတယ်ပုံလေးနဲ့ဥပမာရှင်းပြရမယ်ဆိုရင်ဒီအပေါင်းလက္ခဏာလေးနဲ့တူတယ်ပေါ့နော်သူ index ရဲ့ function อ่ะ okay ဒီလိုမျိုးလေးပေါ့နော်ဒါက row ကြီးဖြစ်တယ်ဒါက column ကြီးဖြစ်တယ်ဒီ row နဲ့ column နဲ့စုံတဲ့နေရာမှာရှိတဲ့ဆဲခွက်ကလေးကိုပြန်ပေးမှာပါဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဆိုတော့ index ကိုဒီနားလေးမှာပထမဆုံးစရေးကြည့်မယ် equal index လို့ပေါ်ပြီးဆိုတာနဲ့တက်ကြီးခောက်လိုက်မယ်ပြီးရင်ခုနပြောသလိုပဲကျွန်တော် array ပေးရမယ် array table လေးပေးလိုက်မယ်ကျွန်တော်ဒီ table လေးကိုပေးလိုက်မယ် row number ကဘယ်လောက်ထားခြင်းလဲ1 column number ကလည်း1ပြီးရင်ခွင်းပိတ်မယ် enter ခောက်ရင်သူက row number 1 column number 1နဲ့စုံတဲ့နေရာ A ဖြစ်ပါတယ်ဆိုပြီးတော့သူကဒီဆဲခွက်ကလေးကိုပြန်ပေးတာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်သူ့ကို reference နေယူပြီးတော့ရေးကြည့်မယ် row column ဒီမှာ row 1ဒီမှာ column number 1ဒီ index function ကိုပြန်ပြီး formula ကို edit လုပ်ချင်ရင် up2 key လေးကိုနှိပ်လိုက်မယ်ဒီ1ကိုဖြတ်ပြီးတော့ row ကို reference ယူလိုက်မယ်ပြီးရင် column 1ကိုဖြတ်ပြီးတော့ column ကိုလည်း reference ယူလိုက်မယ်enter ခေါက်မယ်ဒါဆိုရင်လေ row 1 column 1က A ဖြစ်ပါတယ်တဲ့ဒါဆိုရင် column ကိုနှစ်ပြောင်းလိုက်မယ်ဆိုရင်ရော row 1 column number 2က600ဖြစ်ပါတယ်တဲ့ row 3 column number 2 row 3ဆိုလို့ဒီ row ကိုကြည့်မယ် column number က2ဆိုတော့သူက800ကိုပြန်ပေးတာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်တော့ index function က table တစ်ခုပေးရမယ်ပြီးရင်အဲ့ table ထဲမှာရှိတဲ့ row number နဲ့ column number ကိုရိုက်ထည့်ပေးလိုက်လို့ရှိရင်အဲ့ row နဲ့ column နဲ့စုံတဲ့နေရာရဲ့ဆဲခွက်က value ကိုပြန်ပေးတာဖြစ်ပါတယ် Okay ဒါဆိုရင် match function လေးကိုဆက်သွားရအောင်ပေါ့နော်ဒီ match function ရဲ့ syntax မှာဆိုရင်match lookat value သူကကိုရှာခြင်းတဲ့ value ပြီးရင် lookat array ရှာမဲ့နေရာကိုလည်းသူ့ကိုပေးရမယ်ပြီးရင် match type ဆိုတာကတော့ဒီထဲမှာအတိအကျရှာမှာလား approximate ရှာမှာလားဆိုပြီးတော့ရွေးပေးရတာဖြစ်တယ်ပေါ့နော် match function လေးကိုဒီနားလေးမှာရေးကြည့်မယ်ပေါ့နော် match lookup value ရှာချင်တာကဘယ် value လဲဆိုရင်ကျွန်တော် A ဆိုတဲ့ value လေးကိုရှာချင်တယ် A ဆိုတဲ့ value ကဘယ် column မှာရှိရလဲဆိုတော့ဒီ ABCD ဆိုတဲ့ column ထဲမှာရှိတယ်ပါပါတယ်ပေါ့ match type သူက number ဆို less than နဲ့ရှာမလား greater than နဲ့ရှာမလားဒါမှမဟုတ် exam အတိအကျရှာမလားကျွန်တော်က0အတိအကျရှာမယ်ခွင်းပိတ်မယ် enter ခေါက်မယ်ကျွန်တော်က ABCD column ကိုပေးထားတယ်သူ့ကို A ကိုရှာခိုင်းရင်သူက row number 1မှာရှိရဆိုပြီးတော့ number ကြီးကိုပဲပြန်ပြီးတော့ return ပြန်လာပေးတာပေါ့နော် Okay ဒါဆိုရင် lookup value ကို dynamically ဖြစ်အောင်ဒီနားလေးမှာ B လို့ပြောလိုက်မယ်ပြီးရင် function လေးကို F2 key လေးနဲ့ update လိုက်မယ်ဒီ lookup ရှာတဲ့နေရာလေးကိုဒီအောက်ကဟာလေးကို reference ယူပေးလိုက်မယ်ပြီးရင် enter ခေါက်လိုက်မယ်ဒါဆိုရင် B ဒီ row number 2မှာရှိတဲ့အတွက်2ဆိုပြီးတော့ number ကဏ္ဍကိုပြန်လာပေးတာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က number ထွက်တဲ့ဟာကို row number ဒါမှမဟုတ် column number မှာ match function ကိုရိုက်ထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှာချင်တဲ့ value ကိုသူက dynamically ပြနေမှာဖြစ်ပါတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ equal index နဲ့ match လေးကိုပေါင်းရေးမယ်ပေါ့နော်အရင်ဆုံး index array ကတော့ဒီတစ်ခုလုံး comma row number မှာကျွန်တော်တို့ match function လေးတွဲရေးမယ် match lookup value ကတော့ဒီအောက်က B ဆိုတဲ့ဟာလေးကိုရှာမယ် lookup array ကကျွန်တော်တို့ဒီ ABCD တွေကနေရှာမယ်အတိအကျရှာမယ်0ခွင်းပိတ်မယ်ဒါဆိုရင် index function အတွက်ပြန်ရောက်သွားပြီ comma တစ်ချက်ကုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ column number 1ကိုရေးလိုက်မယ်ဆိုရင် ABCD B ကိုရှာရင် B ကိုပြန်ရမှာမဟုတ်ဘူးငါ column number 2ကိုရှာမယ်ခွင်းပိတ်မယ် enter ခေါက်မယ်ဒါဆိုရင် B နဲ့ညီတာက900ဆိုပြီးတော့သူကပြတယ်ဒီမှာ D ဆိုပြီးရေးလိုက်ရင် D က
900ဆိုပြီးတော့ပြတယ်ဒီ match function မှာလည်းဒီက row number 4ခုမြောက်မှာဖြစ်တယ်ဆိုပြီးတော့ပြတာဖြစ်ပါတယ်ပေါ့နော် okay ဒါဆိုရင်လက်တွေ့ဘဝမှာဘယ်လိုမျိုးသုံးလဲဆိုတာလေးကိုတစ်ချက်သွားကြည့်လိုက်ရအောင်ပေါ့နော်ဒါဆိုရင်ဒီဘက်မှာ master ရှိမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ product တွေကို category like product name like brand like သူရဲ့ unit price like ခွဲထားတယ်ပြီးရင်ဒီဘက်မှာရောင်းတယ်ပေါ့နော် sales ဒီနေ့မှာဒီ ID ကိုရောင်းတယ်ပြီးရင် quantity ဘယ်လောက်နဲ့ဘယ်သူကရောင်းနေဆိုပြီးတော့ sale လေးကိုထည့်ထားတယ်ဒီမှာဆိုရင် ID 001ပဲရှိတယ် ID 001ကဘာမှမသိဘူးဆိုရင်ခုနကလိုကျွန်တော်တို့က index match function နဲ့တွားပြီးတော့ဆွဲယူလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီ master table တွေက ID 001ကိုကြည့်လိုက်မယ်ဆိုရင် apple juice ဖြစ်တယ်ပြီးရင် product name ပြီးရင် beverage ဖြစ်တယ်ပြီးရင် brand နာမည်ပါတယ်ဒါတွေကိုကျွန်တော်တို့အကုန်လုံးဆွဲယူလို့ရတယ်ကျွန်တော်ဒီထဲကနေမှဘာလေးကိုဆွဲယူပြမလဲဆိုလို့ရှိရင် product name နဲ့ unit price လေးကိုဆွဲယူပြမယ်ပေါ့နော်ဒီ table လေးကိုကျွန်တော်နာမည်ပေးထားခဲ့လိုက်မယ်ပေါ့နော် table design တက်ထဲကနေ master ဆိုပြီးတော့ပေးထားခဲ့လိုက်မယ်ပြီးရင် C table ကိုပြန်သွားမယ်ဒီနားလေးမှာကျွန်တော်က product name ကိုယူမယ်ပြီးရင်ဒီဘက်မှာ unit price ကိုယူမယ်ဒီဟာတွေကိုကျွန်တော်ကဒီ ID ပေါ်မှာမူတည်ပြီးတော့ဟိုဘက်ကနေလှမ်းပြီးတော့ဆွဲယူမှာပေါ့နော် okay ဒါဆိုရင် equal index ပြန်လိုချင်တဲ့ array ကိုဒီထဲမှာထည့်ပေးရမှာဖြစ်ပါတယ်index match မှာကျွန်တော်တို့ table တစ်ခုလုံးထည့်တာထက်လိုချင်တဲ့ column လေးကိုထည့်တာပို့ပြီးတော့အဲ့ဒါတက်နိုင်ကြီးနည်းတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ column ရှိတာက master ဆိုတဲ့ဒီဘက်ကရှိမှရှိတယ်ကျွန်တော်နာမည်ပေးထားခဲ့လို့ master ဆိုပြီးရိုက်ချကြည့်လိုက်ရင်ဒီမှာဒီနားလေးမှာ master ဆိုပြီးတော့ပေါ်နေပြီအဲ့လေးကိုတက်ကီးခုံလိုက်သူတွေက column တွေကိုလိုချင်တယ်ဆိုလို့ရှိရင်တောင်ကွင်းလေးစလိုက်ဒါဆိုရင်သူ့ရဲ့ column list လေးကြာလာပြီအဲ့ဒီထဲမှာကျွန်တော်က product name ကိုလိုချင်တာ arrow key လေးနဲ့သွားပြီးတက်ကီးခောက်လိုက်မယ်တောင်ကွင်းပိတ်မယ်ပြီးရင် comma row number ကဘယ်လောက်ကိုလိုချင်တာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီ ID ရှိတဲ့ row number ကိုလိုချင်တာကြောင့်မို့လို့ dynamically လိုချင်တာဖြစ်တဲ့အတွက် match function နဲ့တွဲရတာဖြစ်ပါတယ်ပေါ့နော် match lookup value ကဒီ product ID ကိုရှာမယ်ဘယ်တွေကရှာမလဲဆိုရင်ခုန master table တွေကနေသွားရှာမှာ master table တွေကနေမှတောင်ကွင်းလေးစလိုက်မယ်အဲ့ဒီကနေမှဒီတွေက product ID ကိုရှာမယ်တောင်ကွင်းပိတ်မယ် match type ကအတိအကျရှာမယ်0ခွင်းပိတ်မယ်ပြီးရင်ကျွန်တော်တို့က index ရဲ့ array နေရာမှာ column တစ်ခုတည်းကိုယူထားခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာ column number နေရာမှာ1ဆိုပြီးတော့ရိုက်ခဲ့လို့ရတယ်ဒါမှမဟုတ်ဘာမှမရိုက်ဘဲနဲ့ခွင်းပိတ်ပြီးတော့ enter ခေါက်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်တော့ဒီ product ID တွေလိုက် product name တွေကိုရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီဘက်က unit price လေးကိုလည်း example ရေးကြည့်မယ်ပေါ့နော် equal index array ကခုန master ဆိုတဲ့တွေကနေယူမယ်ဒီတစ်ခါမှာတော့ပြန်လိုချင်တဲ့ဟာကunit price ကိုလိုချင်တာတောင်ကွင်းလေးပြန်ပိတ်မယ် comma row number က dynamically လိုချင်တဲ့အတွက် match နဲ့တွဲပြီးတော့ရေးမယ် lookup value ကတော့ဒီဘက်က product ID ကိုရှာမယ် lookup array က master ရှိတဲ့ကနေ product ID ကိုရှာမယ်တောင်ကွင်းလေးပြန်ပိတ်မယ် comma အတိအကျရှာမယ်0ဒီမှာလဲ index ရဲ့ array နေရာမှာကျွန်တော်တို့က column တစ်ခုတည်းကိုရေးထားခဲ့တာဖြစ်တဲ့အတွက် column number ကိုထည့်ရမလို့ပဲနဲ့ခွင်းပိတ်လိုက်လို့ရတယ်ပေါ့နော်ပြီးရင် enter ခေါ်လိုက်မယ်ဒါဆိုရင်သူ့ရဲ့ price တွေကိုရတယ်ပေါ့နော်သူ့ရဲ့ unit price ကိုရရင်ကျွန်တော်တို့ amount တွေကိုလည်းဒီနောက်မှာတွက်လို့ရတယ်ပေါ့နော် equal amount တွက်တာတော့ဒီ quantity အမြောက် unit price ကိုမြောက်ပြီး enter ခေါ်လိုက်ရင်သူတို့ရဲ့ quantity ဆို12ခုရဲ့ total amount ကိုရမှာဖြစ်ပါတယ်ပေါ့နော်အထောက်အကူတစ်ခုဖြစ်မယ်လို့ယူဆပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ